ဒီမျက်နှာပြားကြီးကရိုးရိုးလူမဟုတ်ဘူးနော်ကဘာပေါ်မှာကြံခဲ့တဲ့နောက်ဆုံးတော့လူသားမျိုးနွယ်ပါခွဲစိတ်မှုပေါင်း960ဖြစ်ချိန်လုတ်ပြီးတဲ့နောက်မှာတော့သူကမတည်နိုင်တဲ့အသက်ကိုပိုင်ဆိုင်သွားပါတယ်ရှောင်းလီမြင်လိုက်ရတဲ့အချိန်မှာတော်တော်လေးလန့်သွားတယ်ဒီမျက်နှာကြီးမှာကနှလုံးနှာခေါင်းတစ်ပေါင်းနဲ့ပါးစပ်တစ်ပေါက်ပဲကျန်တော့တာလေအုံနောက်ကိုတော့အောက်ဖက်ကဖန်ပလင်းတင်မှာထည့်သိမ်းထားတယ်သူကနည်းနည်းလေးလှုပ်လိုက်တာနဲ့တကူလုံး6သွေအကွဲပြီးတည်သွားမှာဘေးနာကအလူသမား2ယောက်က2မိနစ်တခါသူ့ကိုယ်ပေါ်ကိုအရေးဖြန်းပေးနေရတယ်ဒါမှအသားကြီးကဆူဆွတ်နေမှလीရှောင်းလီကသူ့ကိုနီလန်းတကူပြောပြတယ်ထာဝရအသက်ရှင်နိုင်မေတဲ့နီလန်းကရိုးရှင်းမိမိဒီမျက်နှာကြီးကတော့ဘယ်တော့မှလုံနိုင်မှာမဟုတ်ပါဘူးရှောင်းလာရဲ့နာမည်ကရှောင်းဟုံပါသူကကဘာပေါ်မှာတူဒီသောအသက်ရှင်ချမ်းရည်သူပါသူကလူတွေကိုပြောတယ်အခုကဘာကြီးရဲ့အတွင်းပိုင်းကပြင်းပြင်းထန်ထန်ဖောင်းပွာလာနေပြီအပူချိန်ကလည်းဒီဂရီ2ခါအထိမြင့်တက်လာပြီတဲ့10မိနစ်နေရင်ပောက်ကွဲတော့မှာပါနေ့တရာမှာတစ်ခါမြင်ရမယ်ကဘာကြီးပောက်ကွဲတာကိုကြည့်ဖို့စကြဝဠာတစ်ခုလုံးရဲ့အချမ်းသာဆုံးတထေးတွေကိုခေါ်လိုက်ပါတော့တယ်မျက်နှာကြီးပဲရှိတဲ့မျက်နှာကြီးလူသားအနီရောင်ဂျိုးသားနဲ့တက်ပင်လူသားတွေရောက်လာကြတယ်မကြခင်မှာပဲအခန်းထဲမှာဂျိုးသားတွေနဲ့ပြည်သွားရောရှောင်းလီကတော့ကိုကဘာကြီးပောက်ကွဲတော့မယ်ဆိုပြီးအခန်းထဲမှာဝမ်းနဲ့ပဲလဲထင်နေတာပေါ့ဘာလို့လဲဆိုတော့သူ့အမိကကဘာပေါ်မှာရှိနေသေးတယ်လीဒေါက်တာကဒါကိုမြင်တော့သူ့ဖုန်းအစက်ကလေးကိုထောက်ဒေတာမရှိတဲ့ SIM ကတ်ထည့်ပြီးရှောင်းလီအမေစီဖုန်းခေါ်ပြလိုက်ပါတော့တယ်